1980နိုဝင်ဘာလ20ရက်နေ့မှာတက်ဆက်ကိုရေနံတူးစင်တစ်ခုဟာတင်းငယ်တဲ့တင်ချတွက်ချက်မှုအမားတစ်ခုပြုလုပ်ခဲ့မိပါတယ်။သူတို့ရဲ့စလီလက်မအရွယ်ဖောက်ဆက် drill bit ဟာရေကန်အောက်ခြေမှာရှိတဲ့စားတွင်းကြီးတစ်ခုရဲ့အမိုးအိုမတော်တဆတောရောက်ဖောက်မိသွားပါတယ်။ရေတွေကဒီတိုင်းစိတ်ဝင်သွားယုံတင်မဟုတ်ပါဘူး။ရေချိုတွေကစားတိုင်တွေကိုအရေးပြိုစေပြီးအဲ့ဒီအပေါက်ကြီးဟာငရေကန်ကကျင်းကြီးတစ်ခုလိုပိုကြီးလာပါတယ်။အဲ့လာကပျက်စီးခြင်းတွေကိုယူဆောင်လာတဲ့အေယာမဝဲကရဲ့ကြီးတစ်ခုဖြစ်လာပါတယ်။အဲ့ဒီဝဲကရဲ့ကြီးကပေတလန်50မြင်းနဲ့ရေနံတူးစင်ကြီးနဲ့ကုန်းတင်သင်္ဘော17စီးဆွဲသင်္ဘောတစ်စီးနဲ့မြေဧကရ65ဧကရလောက်ကိုဝါမျိုးပြထည့်ပါတယ်။ဆွဲအားကဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင် Derek Cambry မြောင်းတဲကရေစီးဆင်းမှုကိုတောင်ပြောင်းပြန်စီးသောစီပြီးလူဇီယနာပြည်နယ်ရဲ့အမြင့်ဆုံးရေတံခွန်ကြီးတစ်ခုကိုလည်းခဏတာဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဒီအချိန်မှာစားတွင်းအလုတ်သမား55ယောက်ဟာရေရီအတင်းဝင်ရောက်လာတဲ့မီအောက်ထဲမှာပိတ်မိနေခဲ့ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းလောက်အောင်ပဲလူတိုင်းဘေးကင်းကင်းနဲ့လွတ်မြောက်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီရေချိုကြီးတစ်ခုကတော့ထာဝရပျောက်ကွယ်သွားကလက်ရှိမှာတော့ဒီရေကန်ဟာရေငန်ကန်တစ်ခုဖြစ်သွားခဲ့ပါတယ်။